ကဲယောဂရဲ့စားဖြစ်တော့တငယ်ချင်းအရင်တွေဖြစ်တဲ့မင်းနဲ့တရားတော်စီကိုကျွန်တော်ပြောင်းနေခဲ့တယ်အစားတော့တော်တော်အဆင်ပြေတယ်ဒီလိုချိန်မျိုးမှာတငယ်ချင်းတွေနဲ့ရှိပြီးအတူတူဖြတ်သန်းနေတာကိုဒါပေမဲ့တရားသူ့အလုံးမှာစိတ်ဖိစီးမှုရလာတဲ့အချိန်အစပြီးအားလုံးပြောင်းလဲကုန်တယ်အဲ့တော့ကဲယောဂရဲ့ပြင်းထန်နေတဲ့အချိန်မှာတော့သူကနေတိုင်းအလုပ်သွားရတော့မယ်လေအလုပ်ကြောင့်ရောမိသားစုအချိန်တွေကြောင့်မှစိတ်ဖိစီးပြီးစိုးရိမ်ပူပန်မှုတွေဖြစ်လာတယ်မင်းနဲ့ကျွန်တော်ကတော့သူ့အတွက်ရှိနေပေးပါတယ်သူ့ကိုနှစ်သိမ့်အားပေးတယ်ပြီးတော့နားလေတော်ကျွမ်းတဲ့သူတွေစီကနေအကူအညီရရဘူးလဲကျွန်တော်တို့ပြောတယ်နောက်ပြီးတော့မင်းကတခြားမျိုးကိုအလုပ်သွားလို့တော့တရားအတွက်နေတိုင်းသူ့အကြောင်းနဲ့နားထောင်မှုကျွန်တော်ပဲကြံခဲ့တော့တယ်ကျွန်တော်လည်းတရားရဲ့ခန္ဓာချက်တွေနဲ့ပြဿနာတွေကိုတနေ့တည်းလောက်နားထောင်ပေးတယ်အားပေးတယ်ဒါပေမဲ့သူ့ရဲ့စိုးရိမ်ပူပန်မှုနဲ့အကူအညီမဲ့လို့ဖြစ်နေတဲ့ခန္ဓာချက်တွေကအမြဲလိုဖြစ်နေတော့ကျွန်တော်လည်းပင်ပန်းလာတယ်စကားပြောရင်ကျွန်တော်ဆက်နားမထောင်နိုင်တော့ရင်စကားမြင်ဖြတ်ပြီးကျွန်တော်တယောက်တည်းလမ်းလျှောက်ထွက်လိုက်တယ်နောက်ဆုံးတော့ကိုယ့်ကိုယ်လည်းပြန်ကြည့်ဖို့လိုလာတဲ့အတွက်ခက်ခဲတဲ့အလုပ်ကိုလုပ်ခဲ့လိုက်ရပါတယ်သူ့အတွက်တန်းနိုင်တဲ့လောက်လုပ်ပေးပြီးကျွန်တော်စိတ်ကြမ်းမှအတွက်ငဲ့ပြီးသူ့စိတ်ခံစားချက်တွေအကြောင်းနောက်ထောင်ပေးရတာကိုနောက်တလန်းဆုပ်ဖို့လိုတယ်တခါလေသူ့ကိုကျွန်တော်စကားလာပြောပေးမယ်ဒါပေမဲ့အမြဲတမ်းထောင်ပေးဖို့တော့အဆင်မပြေတော့တဲ့အကြောင်းပြောလိုက်ပါတယ်တရားဒီတဲ့အခြေအနေမစိုးခင်မျိုးသိထားတဲ့စိတ်ခံစားချက်တွေကိုဖွင့်ထုတ်မျှဝေနိုင်ဖို့ကျွမ်းကျင်သူတွေနဲ့အကူအညီယူဖို့လည်းကျွန်တော်အကြံပေးခဲ့တယ်တရားလည်းကျွန်တော်အခုလိုခံစားနေရအောင်နားလည်ပေးတယ်လို့ကျွန်တော်စီးထားလိုက်တာကိုလည်းသူလေးစားတယ်ကျွန်တော်အဖေကိုပြုစုဖို့ကျွန်တော်အိမ်ပြန်ခဲ့ပြီးတဲ့နောက်တရားလည်းကျွန်တော်အကြံပေးတဲ့အတိုင်းနောက်ဆုံးတော့စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ဖြစ်သွားတယ်အဲ့တော့သူလည်းသူ့စိတ်ကြမ်းမှရဲ့ပျော်ရွှင်မှုအတွက်အရေးကြီးတာကိုနားလည်သွားပြီးအလုပ်ထွက်လိုက်တယ်သူ့အတွက်ပျော်ရွှင်စိတ်ပေါ်ပါစေမယ့်အရာတွေကိုသူပြန်ဆလုပ်တယ်ပြီးခဲ့တဲ့ရက်လောက်ကပဲသူနဲ့စကားပြောပြတော့သူတော်တော်လေးကိုအဆင်ပြေနေပြီဒီဟာသူ့စိတ်ခံစားချက်တွေကိုတေချာကိုင်တွယ်နိုင်သွားတဲ့အတွက်ကျွန်တော်လည်းတကယ်ဝမ်းသာမိပါတယ်